Bayern Munich ကိုအိမ်ဝင်းအမရိမှာအတိုးရောအရင်မှာပေါင်းပြီးရှုံးကျွေးဆက်ခဲ့တဲ့ Arsenalအားလုံးပဲမင်္ဂလာပါလောလောဆယ်ကတော့ဆောင်းဝင်နေတယ်ဗျာဆောင်းဝင်တာတော့မှမအေးဘူးဖြစ်နေလုံးကြောက်ရေရှူရမှာလို့နှင်းတော်တူရမှာလို့ဖြစ်နေရပါတော့โอเคချန်ပီယံလိပွဲစဉ်9ပြည့်အင်္ဂွင်းအမရိမှာကျင်းပခဲ့တဲ့အာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်ပွဲမှာတော့ကျွန်တော်တို့အာဆင်နယ်က 3-1 ဆိုပြီး6ပြတ်ရလက်နဲ့ဘိုင်ယန်မြူးနစ်တင်းကိုဒီရှုံးကျွေးဆက်ခဲ့တယ်ပေါ့ဗျာနော်ဒီဝက်မတိုင်ခင်မှာကျွန်တော်တို့အနေနဲ့စိုးရိမ်မှုရှိခဲ့တယ်အဲ့ဒါဘာလို့လဲဆိုတော့အာဆင်နယ်မှာရှိနေတဲ့ဒဏ်ရာပြဿနာတွေဒီနဲ့နောက်ပြီးတော့ဘိုင်ယန်မြူးနစ်ရဲ့ရှုံးပွဲမရှိစံချိန်နဲ့နောက်ပြီးတော့ဒီချန်ပီယံလိမှာ PSG လို့အိမ်ဝင်းမှာတော့သွားပြီးတော့ဒီပထမပိုင်းနေV2ကန်ပြီးတော့နောက်ဆုံးပွဲပြီးရလက်မှာတယောက်ရုံနဲ့1-2ဆိုပြီးတော့အနိုင်ယူခဲ့တာတွေကြောင့်ကျွန်တော်တို့စိုးရိမ်မှုရှိခဲ့တယ်နောက်တစ်ချက်ကကြတော့အာဆင်နယ်နဲ့ဒီဝဲပြီးရင်ပြီးမြလေးပွဲစဉ်73အဖြစ်ချက်စီရဲ့အိမ်ဝင်းစတန်ဖို့ဘရစ်မှာသွားပြီးရင်ဆန်းမှာတွေလည်းပါတာပေါ့လေနော်တကယ်တမ်းပွဲကစားတဲ့အချိန်ချက်မှာလည်းကျွန်တော်ပထမပိုင်းမှာအာဆင်နယ်အနေနဲ့တအားကြီးဟိုဆော့ခဲ့တာမျိုးမရှိဘဲနဲ့ဒဏ်ရာတွေရှောင်တာမျိုးတွေတစ်ဖက်အသင်းကနီးစနစ်ကိုစောင့်ကြည့်ပြီးတော့ဆော့နေတာမျိုးတွေကိုတွေ့ရတယ်အဲ့မှာကျွန်တော်ဒီကော်နာကနေဆာကာတင်မီယာနဲ့ဂျူလီယန်တင်မာက22မိနစ်မှာခေါင်းတိုက်သွင်းခဲ့တယ်ဘိုင်ယန်မြူးနစ်ကလည်း32မိနစ်မှာကနာဗီရှပေးရနေပြီးတော့ဒီလူငယ်ကစားသမားလေးကားကသွင်းပြီးတော့1-1ဆိုပြီးပထမပိုင်းပေးကြခဲ့တယ်ပထမပိုင်းမှာဆိုလို့ရှိရင်ဒီဘိုင်ယန်မြူးနစ်ကစားသမားလေးသွင်းသွားတဲ့အလုံးမှာလူဝစ်စကေလီအနေနဲ့နည်းနည်းလေးပိုကောင်းခဲ့တဲ့နာဗောလေဒါပေမဲ့လည်းကနာဗီဖြတ်ထားတဲ့ကနာဗီပို့လိုက်တဲ့အချိန်ကိုသူကမတားနိုင်ခဲ့ဘူးဖြစ်သွားတယ်အဲ့မှာ1-1တေးကြဒုတိယပိုင်းမှာဒီဒုတိယမိနစ်နောက်ပိုင်းပေါ့နော်ဒီလူဝစ်စကေလီနေရာကိုကလာဖီကိုဝင်လာတယ်ဟုတ်တယ်အဲ့ဒါထည့်ရမှာဗျစကေလီအနေနဲ့ဒီအိုလီစီကိုသူမထိန်းနိုင်ဘူးအိုလီစီကိုမထိန်းနိုင်တာကိုတွေ့ရတယ်အဲ့ဘယ်ဘက်ခန်စီချန်ကအားနဲ့နေစကေလီအနေနဲ့ရှေ့ကိုအလွန်ညိုတက်တဲ့အခါမှာဟိုဘက်ကသူ့နေရာစပီးပေါ်လာတာကိုဘိုင်ယန်မြူးနစ်နဲ့အကောင်းဆုံးအသုံးချသွားတာပထမဂိုးမှာလည်းအဲ့တိုင်းပဲအဲ့မှာကာလာဖီကိုဝင်လာတဲ့ဒီဆာကာကိုမာတင်နယ်လီနဲ့လွဲလိုက်ကာလာဖီကိုဒီမာတင်နယ်လီအတွဲကနေပြီးတော့ကျွန်တော်တို့ဒီဒုတိယမြောက်ဂိုးပေါ့လေeasy Danglan right ကာလာဖီဖြတ်တင်ပေးရနေတော့မာတူအီဂီကအကောင်းဆုံးပိတ်သိမ်းသွားတာကိုတွေ့ရတယ်အဲ့မှာကျွန်တော်2-1ဖြစ်သွားတယ်ဒီဘိုင်ယန်မြူးနစ်အနေနဲ့တဖြည်းဖြည်းနဲ့ပွဲချိန်ကြာလာတဲ့အမျှသူတို့ရဲ့ဒီကွင်းလေအားပြိုင်မှုပေါ့လေအာဆင်နယ်ကွင်းလေအားပြိုင်မှုမှာသူတို့နည်းနည်းလေးယုံနေလာတာကိုတွေ့ရတယ်သူတို့ရဲ့နောက်တန်းလေးရအာဆင်နယ်လုံးဝ press လုပ်နေတဲ့အချိန်မှာနည်းနည်းအားနေလာတာကိုတွေ့အဲ့ဒါဘာကိုပြောချင်တာလဲဘာကိုပြနေလဲဆိုကျွန်တော်တို့အာဆင်နယ်ကဒုတိယဒီပိုင်းမှာကျွန်တော်လူစားလဲကာလာဖီမာတင်နယ်လီတလားမာရူအီဂီဒီလိုကစားသမားမျိုးတွေမာတင်အိုဒီကလူစားလဲလိုက်တဲ့အချိန်မှာပေါ့လေဟိုအတင်းရဲ့ပုံကပထမဒီ line နဲ့မှာကန်နေကစားသမားတွေနဲ့လုံးဝကွာခြားတာခြင်းမရှိဘဲနဲ့ငကို system အတိုင်းကိုဒီကစားသမားဒီပုံစံမျိုးဝင်ဆော့တဲ့ပုံစံမျိုး energy ပဲပို့ပြီးတော့ဖူးပါဝါပြည့်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့မှာအရစင်းတောင်တင်းမှုကစကားပြောခဲ့တယ်ဆိုတော့တွေ့ရတယ်ဗျာနော်အာဒီတာကဒီလူစင်းတာတကယ်လုံလောက်ရှိရဆိုလို့ရှိရင် तू ဘာလုပ်နိုင်လဲဆိုတာကိုပြခဲ့တဲ့ပွဲလို့လည်းပြောရမယ်နောက်ဆုံးတတိယမြောက်ရောက်သွားတဲ့ရသွားတဲ့မာတင်နယ်လီရဲ့ဂိုးမှာဆိုလို့ရှိရင် easy ပန်မို့ပေးလိုက်တာမိုက်တယ်ဗျာနော် easy ပန်မို့ရဲ့ပေးလိုက်တာရဲ့ရှင်သားကရဲ့နောက်ပြီးတော့ဒီမာတင်နယ်လီကလည်းဂိုးသမားကိုတစ်ချက်ဟိုပါပေါ့ဒီထွက်လာတာသိရတဲ့အတွက်ကြောင့်ဘောလုံးဟိုဘက်ကိုလှိမ့်ပြီးတော့ဂိုးသွင်းတော့မာတင်နယ်လီ easy အဲ့လိုအလုံးမျိုးပြီးခဲ့တဲ့ပွဲတော့သွင်းမှုတယ်အဲ့ဒါမန်စီးတီးနဲ့ပွဲမှာမန်စီးတီးကကျွန်တော်ဂိုးလိုအပ်တယ်မန်စီးတီးက1စီးနဲ့ပိတ်ကန်နေတဲ့အချိန်မှာ easy အဲ့လိုပဲခုတ်တင်မိလိုက်တာမာတင်နယ်လီကပြေးထွက်ပြီးတော့ဒူနာရူမာယူကြော်ပြီးတော့သွင်းသွားတာဒီလိုပုံစံမျိုးပဲသွင်းသွားတာနော်ဒါကကြတော့တက်အလေးကျင့်တက်ကိုလှုပ်ထားတာပေါ့နော်မာတင်နယ်လီအနေနဲ့သူစပေကောင်းတယ်ဒီလိုတံမြန်တွေမှာအသုံးချဖို့အတွက်တက်ကို view ဟာလှုပ်ထားတယ်လို့ကျွန်တော်တို့ပြောလို့ရမယ်ကောင်းလာပါရဲ့ဆိုတဲ့ဘိုင်ရဲ့ဒီစနစ်ကိုဒုတိယပိုင်းမှာအကောင်းဆုံးဖြိုခွင်းခဲ့တာကိုတွေ့ရတယ်ဗျ။ဘိုင်ယန်နောက်တန်းနေဆိုလို့ရှိရင်ဒီအမားလေးတွေအစကျွန်တော်တို့တွေ့လာရတယ်ဗောနော်။အာဆင်နယ်အနေနဲ့ဒီပွဲနိုင်တဲ့အတွက်ကြောင့်ချန်ပီယံလိမှာ9ပွဲနိုင်15မှတ်နဲ့ဇယားထိဆုံးမှာရက်တည်နေရဗောနော်။ဒါပေမဲ့ပေးကိုမရှိစံချိန်ကတော့ဘိုင်ယန်မြူးနစ်လိုအသင်းကိုတော့ပေးရမှာပဲဗျာနော်။ဘိုင်ယန်မြူးနစ်လိုအသင်းကိုပေးရမှာပဲ။ Okay ချန်ပီယံလိလည်းအချိန်ကြီးကောင်းနေတယ်လို့ကျွန်တော်ပြီးမှလိမှာလည်းအလားလာတွေအများကြီးကောင်းနေရဲ့။နောက်ပွဲဒီချက်စီရဲ့အိမ်ဝင်လန်နာတာပြီးအဖြစ်သွားကံမဲ့အဲ့ပွဲမှာလည်းကျွန်တော်တို့ဒီကစားသမားတွေတော်တော်များပါလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ MB အားဖြင့်နဲ့ဆက်လက်ပြီးတော့အနိုင်ယူနိုင်ဆွမ်းရှိနိုင်ဦးမယ်လို့ယုံကြည်ပါတယ်ဒီရှင်မျိုးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အာဆင်နယ်
လုတ်တိုင်းဖြစ်နေတယ်ဗောဗျာပြောမှာကျွန်တော်ပြီးမြန်လိမ့်လားရှမ်းမြန်လိမ့်လားအခုဆိုလို့ရှိရင်ကောင်းလာပါရဲ့ဆိုတဲ့ဘိုင်ယန်မြူးနစ်ကိုပရိုသူထစ်မှလဲပွဲကြိုသုံးသက်ချက်မှာဒီအာဆင်နယ်ကအထိုင်တိုက်စစ်မှုဗီတာရိုကရက်မပါတဲ့အတွက်ကြောင့်မလို့ဒီခံမှန်းတဲ့လူတွေအနေနဲ့ကဒီအများဆုံးဒီပုံစံမျိုးမှန်းထားတာမျိုးရှိပါတော့နိုင်လဲအာဆင်နယ်တော့အဲ့လိုမျိုးအကျဉ်းပြောတဲ့ရလနဲ့ကတ်နိုင်သွားမယ်ဆိုတဲ့ဟာမျိုးတွေရှိခဲ့တယ်ဒါကတော့ဖြစ်တဲ့မှာလေသူတို့ခံမှန်းဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒီဗီတာရိုကရက်နေရာမှာဆော့တဲ့မိန်နိုဆိုလို့ရှိရင်မစိုးဘူးဗျသူလည်းအစွမ်းကုန်ရသလောက်သူစူးစမ်းပေးနေရမိန်နိုရဲ့အတူအုပ်လုပ်လေးတွေမိန်နိုလည်းကျွန်တော်တို့ဒီ appreciate လုပ်ရမယ်เนาะ appreciate လုပ်ရမယ်ကစားသမားတွေကတော့တော်တော်များပါတယ်ဗျာเนาะဒီပွဲမှာဆိုလို့ရှိရင်လည်းဒန်ဂရန်ရိုက်ဆိုလို့ရှိရင်လည်းတော်တော်ကောင်းပါဒီဘက်ဘက်ရိမ့်ပြီးတော့စော့တာမျိုးတစ်ဖက်လိုက်ပြီးတော့ဖြတ်တာမျိုးတွေမှာတကယ်ကိုရှေ့ကြီးပဲဗျာเนาะဒန်ဂရိုက်ဆိုရင်လည်းကောင်းတယ်ဒီပွဲမှာဆိုလို့ရှိရင်ကစားသမားအနေနဲ့အကုန်လုံးတောင်းဝန်ကြည့်ပါတယ်လူစင်းတောင်းတဲ့မှုကဒီပွဲမှာတော်တော်စကားပြောသွားပါတယ်ဗျဒုတိယဝင်လာတဲ့ကစားသမားထွက်လက်တဲ့အချိန်မှာအတင်းကပို့လို့တော့ပါဝါဟုဖြစ်သွားတယ်အဲ့မှာဘိုင်ယန်ဘက်ကသူတို့ကလဲတာတော့မှန်တယ်ဒါပေမဲ့အာဆင်နယ်အနေနဲ့ဒီ system ဒီကစားသမားကိုရုပ်ကလေးပဲချိန်လိုက်တဲ့ပုံစံမျိုးနော်ပါဝါပြည့်လာတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဒီNBA အားပြည့်နဲ့ဘိုင်ယန်မြူးနစ်ကိုဖြိုခွင်းခဲ့ပြီးတော့ရှုံးကြွေးကိုဆက်ခဲ့တယ်ဆိုတာကိုပြောရင်းနဲ့ကျွန်တော်ဗီဒီယိုဒီမှာပဲရနာကြည့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်